inspire နဲ့စောပြီးပြီးတဲ့ဆဲခင်ရတယ်တဲ့ brother အစဲမခံချင်းဒီဗီဒီယိုကိုလာကြည့်လိုက် brother တို့ကနတ်တန်ကို inspire နဲ့စောတာဘာလို့ဆဲခင်ရလဲဆိုတော့ brother တို့က brother တို့စောနေတဲ့ ambulance ဇက်ကူကမားနေတာပါညီကိုတို့အနေနဲ့နတ်တန်ကို inspire နဲ့စောမယ်ဆိုရင်ကျွန်တော်အခုပြထားတဲ့ ambulance ဇက်နဲ့စောဗျာဒီပွဲမှာကျွန်တော် enemy ဘက်က Austria နဲ့ရှင်ထိန်ရတယ်ပေါ့နော် Austria အဲ့ကောင်ဖလီကယူထားတာဗျာဆိုတော့ Austria ကိုဘယ်လိုထိန်ပြမလဲဆိုတော့ညီကိုတို့အနေနဲ့တစ်ချက်ရှိုးကြည့်ဗျာ Austria ဆိုတဲ့ hero ကိုရှင်ထိန်ရမယ်ဆိုရင်ညီကိုတို့အနေနဲ့အရေးကြီးတာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ level 1မှာဆိုရင်သူ့ကိုတော့မချနိုင်ညီကိုတို့ဘာလို့လဲဆိုတော့အဲ့ကောင်ကစောက်6ရွေကွာတိလားတာဝါအပြင်ကနေပြီးတော့မထုတ်ဘူးကွာဆိုတော့အဲ့ဒီခရီးကိုပဲမြန်မြန်လေးစားလိုက်ဒီမှာဆိုကျွန်တော်ခရီးကိုမြန်မြန်လေးစားပြီးနေဒီမှာ enemy ဘက်က6ဘက်ကိုတွတ်စားရဗျာဆိုတော့အဲ့6ဘက်ကိုစားလိုက်ညီကိုတို့အနေနဲ့နတ်တန်ကိုင်မှာဆိုတစ်ခုတီးထားရမှာကအဲ့ scale 1ရှိရင်လည်းအဲ့ဒီ Austria ကိုလမ်းပေါက်လိုက်အဲ့ဘလူးဖြစ်ကွာလမ်းပေါက်လိုက်ကွာဆိုတော့ဒီမှာကျွန်တော်လမ်းပေါက်သူအရှိမလာရဲဘူးဆိုတော့ဒီမှာဒီ6ဘက်တီတော့မှာဆိုတာနဲ့ तू လာတယ်ဗျာ तू လာတာနဲ့ညီကိုတို့အနေနဲ့ရဲတင်းတင်းမှာပြစ်လိုက်ရဲတင်းတင်းတာပြစ်လိုက်ဒီမှာဆိုကျွန်တော် inspire ဖုန်းမှာပြစ်တယ်အဲ့ပြစ်ရင်လည်းအဲ့လိုရဲမှမပြစ်နဲ့အဲ့ဒီအနောက်ဆုံးမှာပြစ်ဗျာဆိုတော့ဒီမှာ Austria ဖလီကာနဲ့လိုက်တယ်အဲ့ကောင် short တော့တယ်တလားအားလီပိုင်းမှာဆိုရင်ဒီနတ်တန်ကိုဘလူးချက်ချမနိုင်ဘူးကွာ Austria က level 4 ပွင့်တာနဲ့ညီကိုတို့အနေနဲ့အဲ့ဒီ Austria ဆိုတဲ့ hero ကိုကြောက်စရာမလိုတော့ကွာဒီမှာဆိုကျွန်တော်ခြုံနေရှိရ तू တိတိရဲနဲ့ဝင်လာတယ် तू လည်းပြစ်တယ်ကျွန်တော်လည်းမှာ inspire ဖွင့်မှာ AD ဖွင့်မှာရက်မှာပဲပြစ်လိုက်တာဗျာဆိုတော့ညီကိုတို့အနေနဲ့ Austria ကိုရှင်ထိရမယ်ဆိုရင်တော့ညီကိုတို့အနေနဲ့ item ကညီကိုတို့အနေနဲ့ဒီငှက်မွေးကိုပဲအရင်သွားဖို့ကျွန်တော်ဘက်ကနေပြီးတော့အကြံပေးခြင်းပါတယ်ဗောနော်ဆိုတော့ဒီမှာကျွန်တော်ငှက်မွေးရရတယ်ကျွန်တော်ဖက်နှက်ကိုတန်းသွားတယ်ဆိုတော့Austria တီတော့နဲ့ဒီ goal ရှင်းကိုရရင်ရတယ်လို့ခွာဗောနော်ဆိုတော့ဒီ goal ရှင်းကိုခွာမှာပဲကျွန်တော်တို့ဒီပွဲတွေပွဲကိုအတားရလေးပဲမြန်မြန်ဆက်ဆက်အံ့ရမှာဗောနော်ဆိုတော့ဒီပွဲမှာကျွန်တော်မြန်မြန်ဆက်ဆက်ဘလို့အံ့ခဲ့လဲဆိုတော့ညီကိုတို့တစ်ချက်ရှိုးကြည့်လိုက်ဒီမှာဆိုရင်ကျွန်တော်ကဒီမှာဗောနော်ခရီး3កောင်နဲ့ကျွန်တော်တာဝါချိုးမလို့ဗောနော်ဆိုတော့ကျွန်တော်တာဝါချိုးတယ်ချိုးတော့မှ enemy ဘက်က Austria အလေလိမ့်မှာအလေလိမ့်ကနေပြီးတော့တက်လာမှကျွန်တော်လာချတယ်ကျွန်တော်လည်းမှာ AD ဖွင့်မှာသူ့တာဝါတဲ့အထိပဲကျွန်တော်မြန်မာလူပဲတက်ပေးလိုက်တယ်ဗောနော်ဆိုတော့အဲ့ကောင်နဲ့ကျွန်တော်နဲ့ fan mate လည်းရန်အောင်မှကွာနေပြီဗျာဒီမှာဆိုရင်အဲ့ကောင်ကငါ့ကိုတားကြောက်တော့ရွာတာဝါထဲကနေပြီးတော့အပြင်းတော့မထွက်ရတော့အဲ့ကောင် teammate တွေကလည်းငါ့ကိုလာမကန့်ရရွာငါ့ကိုလာကန့်ငါပြစ်ခွဲတာကွာဒီမှာဆိုအဲ့ကောင်ကတာဝါထဲကနေမထွက်တော့ငါလည်း inspire ဖွင့်မှာ AD နဲ့တာဝါတဲ့အထိလိုက်ဆုံးမပေးရတာကြီးကတော့တိတ်မပျော်တော့ဘူးကွာနောက်တစ်ခါ brother ဇီကိုနတန်ကိုတွေ့ရင်တော့ရှောင်းလိုက်တော့တိလားအရှုံးတာပေးလိုက်တော့ပွဲချင်းတဖြည်းဖြည်းနဲ့ကြာလာတယ်ညီကိုတို့အနေနဲ့တာဝါတဲ့ထိဝင်ကျုံလို့ရတယ်ကွာဒီမှာဆိုလဲကျွန်တော်ဇူရှိနဲ့ Austria ကိုကျွန်တော်တာဝါတဲ့ထိမြန်မာလိုပဲဝင်ပြစ်ပေးလိုက်တယ်အမတိုက်ကွန်းနဲ့ stand မိတယ် Austria ရဲ့ AD လည်းမိတယ်အမကျွန်တော်လည်းအမပြန်ပြစ်ပေးလိုက်တယ်နှကောင်စလုံးပြန်ပြီးတော့ပျောက်သွားတယ်ဗျာဆိုတော့ညီကိုတို့အနေနဲ့နတန်ကိုင်မယ်ဆိုရင် inspire နဲ့ဆုပ်ဖို့ပဲကျွန်တော်ဘက်ကနေပြီးတော့အကြံပေးခြင်းပါတယ်ပေါ့နော်ဒီပွဲမှာ enemy ဘက်က Austria ကငါနဲ့ရှင်ထင်းရတာကမားသွားတာကွာဆိုတော့ဒီပွဲမှာငါမြန်မြန်ဆက်ဆန်လေးပဲအံ့ခဲ့တယ်ကွာဘယ်နှမိနစ်မှမစော့လိုက်ရဘူး17မိနစ်ထဲဆိုတော့ညီကိုတို့အနေနဲ့ရောနတန်ကိုစော့မယ်ဆိုရင်တော့ inspire နဲ့စော့ဖို့ပဲကျွန်တော်ဘက်ကနေပြီးတော့အကြံပေးခြင်းပါတယ်ပေါ့နော်အစားဆုံးကြည့်ပြီးကြတဲ့ညီကိုတယောက်စီတိုင်းကိုလည်းအားလုံးကိုကျေးဇူးတင်ပါတယ်